ဥနောက်ကညာဘချမ်းနဲ့ဘယ်ဘချမ်းနှစ်ချမ်းရှိတယ်ညာဘချမ်းနဲ့ဘယ်ဘချမ်းနှစ်ချမ်းရှိတာမှာတဲ့အလုတ်လုတ်တာမတူပါဘူးတဲ့ညာနဲ့ပြင်နဲ့အလုတ်လုတ်တာမတူဘူးတဲ့အဲ့တော့ညာဘချမ်းကိုကျွန်တော်တို့နိုင်ငံကအများစုသုံးပါတယ်တဲ့ဘယ်သူတွေစသုံးလဲဆိုရင်ကလေးတွေကျောင်းသားလေးတွေပြောချင်တာအလွတ်ကျက်တဲ့ပညာရေးအဲ့အလွတ်ကျက်တဲ့ပညာရေးစနစ်ဒီဥနောက်ကညာဘချမ်းနဲ့ပဲထည့်ပြီးတယ်ညာဘချမ်းအလွတ်ကျက်တဲ့ဥမာဟိုနှစ်တည်းနှစ်နဲ့400စပြီးတော့အဲ့ဒါတွေအကုန်လုံးကညာဘချမ်းနဲ့ဝင်နေတဲ့အဲ့တော့ကလေးတွေတွေမယ်ညာဘချမ်းသုံးတာလားဆိုတော့မဟုတ်ဘူးတဲ့လူကြီးတွေလည်းညာဘချမ်းသုံးနေတဲ့အဲ့တော့လူကြီးတွေကစာကြက်တာလားဆိုတော့မဟုတ်ဘူးသူကဘာလုပ်တာလဲဆိုတော့ဝန်တန်းတွေအများစုညာဘချမ်းသုံးတယ်ဘာဝန်တန်းတွေကစာအုပ်ကြက်ကြမှာမလို့တာဘာဖြစ်လို့လဲဆိုတော့သူများခိုင်းသမျှကိုမစင်သားမဲ့တွေးခေါ်ပဲနဲ့အလုတ်လုတ်တာညာဘချမ်းကိစ္စဝန်တန်းတွေကျွန်တော်နိုင်ငံမှာအဲ့တိုင်းလုပ်နေရပါတယ်တဲ့ဒါဝန်တန်းတွေကိုကျွန်တော်အပြစ်ပြောတာမဟုတ်နော်ခက်နဲ့စနစ်နဲ့အရာအဲ့တော့ရေဘူးပေါက်တာမလို့ချင်ဘူးဆိုတဲ့ဇက်ကပေါ်ဟာအခုနညာဘချမ်းနဲ့ရိုက်သွင်းတာဘာဖြစ်ဖြစ်ရေကိုပါတကယ်တမ်းစဉ်းစားမယ်တွေးခေါ်မယ်ဆိုရင်ဒီအပေါက်ကြီးနဲ့ရေဘူးကဘလို့ရေပါလို့ရမှာလဲရေပါလို့မရဘူးဆိုကျွန်တော်တို့ရေဘူးဘလို့ဖာမလဲဒီကိစ္စကျွန်တော်တို့စဉ်းစားရမယ်အဲ့ဒါမစဉ်းစားနိုင်ကျွန်တော်တို့ညာဘချမ်းကိစ္စအဲ့တော့ဘယ်ဘချမ်းဘာလို့လဲဆိုဘယ်ဘချမ်းကအနိုင်ဆုံးအင်ရှင်မတွေတောင်ဘယ်ဘချမ်းသုံးနေတယ်အင်ရှင်မတွေအများစုမနေ့မိုးလင်းဈေးရက်သွားပြီဆိုရင် तू ဘယ်ဘချမ်းစသုံးရပြီငါပါလာတဲ့ပတ်စံနဲ့နော်စိတ်သားဈေးရဘယ်လောက်ကြက်သားဈေးရဘယ်လောက် तू တွေ့ရပြီတော့မလားမလောက်ဘူးလားငရုတ်တိချက်သွန်ဈေးရဘယ်လောက်အဲ့ဒီလိုဘယ်ဘချမ်းကစဉ်းစားတွေးခေါ်ချင့်ချိန်တာမှန်သမျှဒီဘယ်ဘချမ်းကိစ္စအဲ့ဘယ်ဘချမ်းကိုခုနသုတ္တဟာစစချင်းညာဘချမ်းနဲ့ပဲဝင်ပါတယ်အဲ့ညာဘချမ်းနဲ့ဝင်လာတဲ့သုတ္တစာပေဟာ just knowledge ဘဟုသုတ္တပဲဖြစ်မယ်အဲ့ဒီညာဘချမ်းနဲ့အကန့်တွေကရှိနေတဲ့ကျွန်တော်တို့သုတ္တတွေကိုဘယ်ဘချမ်းရအောင်ပို့နိုင်မစဉ်းစားမယ်တွေးမယ်အဲ့ဒါဆိုရင်အဲ့ဒါဟာ wisdom ဖြစ်သွားပါ knowledge to wisdom ဖြစ်ချင်ရင်ညာဘချမ်းနဲ့ဝင်တဲ့သုတ္တအကုန်လုံးကိုဘယ်ဘချမ်းပို့ပေးပါ